အားလုံးမင်္ဂလာပါယုံကြည်သူတယောက်ရဲ့အသက်တာမှာဖခင်ကိုဘယ်လောက်ယုံကြည်တယ်လဲဖခင်ကိုဘယ်လောက်ချစ်တယ်လဲသူဟာနှုတ်ကပတ်တော်နဲ့ဘယ်လောက်ထိပြည့်ဝနေလဲဆိုတဲ့အရာကိုကျမတို့ဘယ်လိုတိုင်းတာလို့ရလဲဆိုရင်ကျမတို့မှာရှိတဲ့အသီးတွေနဲ့တိုင်းတာလို့ရတာဖြစ်ပါတယ်မာသဲခန်းကြီး21အငယ်18ကနေကြည့်တဲ့အခါမှာယေရှုခရစ်တော်နဲ့သူ့ရဲ့တပည့်တော်တွေကဘေသနိရွာကနေပြီးတော့ယေရုရှလင်မြို့ထဲကိုသူတို့သွားတဲ့အခါမှာလမ်းဘေးမှာနော်အဲ့ဒီသွားတဲ့ခရီးတစ်လျှောက်မှာယေရှုခရစ်တော်အိဆာလာပြီးတော့လမ်းဘေးမှာရှိတဲ့အပင်တပင်ကိုတွေ့တယ်အဲ့ဒီအပင်ကသင်္ဘောတဖန်းပင်ဖြစ်တယ်သင်္ဘောတဖန်းပင်ကိုတွေ့တဲ့အခါမှာဒီသင်္ဘောတဖန်းပင်ကတော့အရန်ကိုလှတဲ့အရွက်တွေနဲ့ဝေးစားနေတယ်သစ်ပင်ကလည်းအကြီးကြီးဖြစ်တယ်ဒါကတော့အသီးကိုတွေ့ရမှာပဲဆိုပြီးတော့ယေရှုခရစ်တော်ကမျှော်လင့်တကြီးနဲ့အဲ့ဒီသင်္ဘောတဖန်းပင်နားကိုတွားလိုက်တဲ့အခါမှာသူမျှော်လင့်ထားတဲ့အတိုင်းမဟုတ်ဘဲနဲ့သင်္ဘောတဖန်းပင်ကအသီးမရှိတဲ့အရာကိုမြင်တွေ့ရတယ်ဒါနဲ့ယေရှုခရစ်တော်ကဒီသင်္ဘောတဖန်းပင်ကအခုကနေစပြီးတော့အတိမတိရဘူးလို့မိန့်တော်မူတဲ့အခါမှာလုံးဝအဲ့ဒီသစ်ပင်က6တွေ့ပြီးတော့အတိလုံးဝမတိနိုင်တော့တဲ့အသက်တာကိုတွေ့ရတယ်။ဒီသင်္ဘောတဖန်းပင်ကကျမတို့ယုံကြည်သူတယောက်ချင်းဆိုင်အသက်တာကိုဆိုလိုနေခြင်းဖြစ်ပါတယ်။ကျမတို့ရဲ့အသက်တာမှာယေရှုခရစ်တော်ကမျှော်လင့်တဲ့အရာကအတိအသီးချင်းအသက်တာဖြစ်တယ်။ကျမတို့ယုံကြည်သူခရိယန်တွေရဲ့အသက်တာကိုကြည့်တဲ့အခါမှာအပြင်ဘက်မှာတော့အယံကိုတက်ကြွတယ်ထင်ရတယ်ဖခင်ကိုအယံချစ်တဲ့ပုံစံနဲ့အမှုဆောင်နေကြတယ်ကြီးလိုက်တဲ့အခါမှာတော့တကယ်ကိုနော်တန်ရှင်းစင်ကြယ်ပြီးတော့ဖခင်ရှေ့မှာတင့်တယ်တဲ့အသက်တာပုံစံနဲ့ကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့သူ့ရဲ့အသက်တာတွေကိုကြီးလိုက်တဲ့အခါမှာသူ့ရဲ့နောက်ွယ်ကိုကျွန်တော်တို့ကြီးလိုက်တဲ့အခါမှာတော့သူ့ရဲ့အသီးတွေကိုကြီးလိုက်တဲ့အခါမှာတော့ဖခင်ဆိုတဲ့အရာတွေကိုမတွေ့ရဘူးသူရဲ့ဇာတိနဲ့သက်ဆိုင်တဲ့အရာတွေကိုတွေ့ရတယ်ညဉ့်ညူးခြင်းတွေကိုတွေ့ရတယ်အပြစ်နဲ့သက်ဆိုင်တဲ့အရာတွေကိုတွေ့ရတယ်တကယ်ကိုဝမ်းနည်းစရာကောင်းတယ်ဒီအရာကအရွက်တော့ရှိတယ်အပင်ကတော့ကြီးတယ်ဒါပေမဲ့ဘုရားသခင်နဲ့သက်ဆိုင်တဲ့ဘုရားခင်လိုချင်တဲ့အသီးတွေသူ့ရဲ့အသက်တာမှာမတွေ့ရဘူးနှုတ်ကပတ်တော်နဲ့သက်ဆိုင်တဲ့အသီးတွေမတွေ့ရဘူးယုံကြည်ခြင်းနဲ့သက်ဆိုင်တဲ့အသီးတွေမတွေ့ရဘူးဝိညာဉ်အသီးတွေကိုမတွေ့ရဘူးဒါကြောင့်မလို့ယေရှုခရစ်တော်ကကျွန်တော်တို့ရဲ့အသက်တာကိုကြည့်တဲ့အခါတိုင်းမှာသူ့ရဲ့ပေတံကကျွန်တော်တို့ရဲ့အသီးသီးချင်းအသက်တာဖြစ်ပါတယ်ဘာကြောင့်ဒီလိုပြောရလဲဆိုရင်အခုခေတ်အခုချိန်ကတကယ်ကိုနှုတ်ကပတ်တော်ကိုကြွယ်ဝဆိုကျွန်တော်တို့ရရှိနေတဲ့အချိန်ကာလဖြစ်ပါတယ်။ဖခင်ရဲ့ revelation တွေဖခင်ရဲ့ဖွင့်ပြခြင်းတွေကိုကျွန်တော်တို့ရရှိတဲ့အချိန်ကာလဖြစ်တယ်။ကျွန်တော်တို့တမိုင်းเจ้าမှာပြန်ကြည့်တဲ့အခါမှာနှုတ်ကပတ်တော်နဲ့သက်ဆိုင်တဲ့အရာတွေကိုလူတွေကအဲ့ဒီလောက်ထိကောင်းကြီးမခံစားရဘူး။မရရှိကြဘူး။နှုတ်ကပတ်တော်တွေကိုသူတို့ခိုးပြီးဖတ်ရတယ်။တကယ်ကိုလေ့လာပြီးတော့လူတွေများစွာလေ့လာပြီးတော့တင်ပြလာတဲ့နှုတ်ကပတ်တော်ရဲ့တွေ့ရှိချက်တွေကောင်းမွန်ချက်တွေကိုသူတို့မစားသုံးရပါဘူး။ဒါပေမဲ့ဒီနေ့ကာလမှာတော့ကျမတို့ဟာတကယ်ကိုဘုရားခင်ရဲ့ဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းအပြင်ဘုရားရဲ့ဖွင့်ပြခြင်းအပြင်နှုတ်ကပတ်တော်တွေကိုကြွယ်ဝစွာရရှိနေတဲ့အချိန်ကာလဖြစ်ပါတယ်။အဲ့ဒီလိုရရှိပေမဲ့ဒီနေ့ကျမတို့ကဆုံးရှုံးတဲ့သူတွေမဖြစ်ဖို့ဘုရားကတင်းရဲ့အသက်တာကိုလိုတော်ရှိပါတယ်။နှုတ်ကပတ်တော်ကိုကြားပြီးတော့တစ်ဖက်နားကကြားပြီးတစ်ဖက်နားကထွက်တဲ့အသက်တာမဟုတ်ဘဲနဲ့နှုတ်ကပတ်တော်ပေါ်မှာနာခံလိုက်လျှောက်တဲ့အသက်တာရှိဖို့အရင်ရည်ကြည်ပါတယ်။ကြားနာတယ်ဆိုတဲ့အရာကအဲ့ဒီအရာကိုဆိုလိုတာဖြစ်တယ်ကြားတယ်နာခံလိုက်လျှောက်တဲ့အသက်တာဖြစ်တယ်ကြားယုံကြားတဲ့အသက်တာမဟုတ်ဘဲနဲ့နာခံလိုက်လျှောက်တဲ့အသက်တာပါဖို့အရင်ရေးကြည့်ပါတယ်ကြားယုံမဲကြားမဲဆိုရင်တော့သိယုံမဲသိမဲဆိုရင်တော့ကျမတို့ယုံကြည်သူအသက်တာကကြက်မပြည့်တဲ့ခေါင်းကြီးတဲ့ယုံကြည်သူတွေဖြစ်လာမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျမတို့ရဲ့အသက်တာထဲမှာနှုတ်ကပတ်တော်ကိုကြားပြီးတော့လက်တွေ့အသက်ရှင်ခြင်းကတင်းရဲ့အသက်တာကိုအသီးများစွာနဲ့ပြည့်တဲ့အသက်တာဖြစ်ဘုရားခင်ကောင်းချီးပေးနိုင်ပါတယ်ရှင်ယာကုပ်ဩဝါစာခန်းကြီး1အငယ်22ကနေ24ကိုကျွန်မဖတ်ချင်ပါတယ်ကိုလက်ဖြား၍နှုတ်ကပတ်တရားကိုနာယုံမျှတာပြုတော်သူမဟုတ်တရားကိုကျင့်တော်သူဖြစ်ကြလောတရားကိုမကျင့်ဘဲနာယုံမျှတာပြုတော်သူမိသည်ကမန်၌မိမိပဂတိမျက်နာကိုကြည်တော်သူနှင့်တူ၏အကြောင်းမူကားကိုကြည့်ပြီးမှအခြားသို့သွား၍မိမိအစင်းတံကိုချက်ချင်းမေ့လျော့တတ်၏ဒါကမျက်နာမတစ်တဲ့သူတွေရဲ့အသက်တာကိုပြောခြင်းဖြစ်ပါတယ်နှုတ်ကပတ်တရားကိုကြားတော့ကြားတယ်နာတော့နာတယ်ဒါပေမဲ့လက်တွေ့အသက်ရှင်ခြင်းလိုက်လျှောက်သက်ရှင်ခြင်းနာခံခြင်းဆိုတဲ့အသက်တာကိုမတွေ့ရတဲ့သူတွေကိုပြောတာဖြစ်တယ်ဒါကြောင့်မလို့နှုတ်ကပတ်တော်ကဘာနဲ့တူလဲဆိုရင်ကြည်မှန်နဲ့တူတယ်ကျမတို့နှုတ်ကပတ်တော်ကကျမတို့ရဲ့အသက်တာကိုခွန်အားပေးရုံလောက်ပဲမဟုတ်ဘဲနဲ့ကျမတို့ရဲ့အသက်တာကိုပြုပြင်ပေးတယ်ကျမတို့ရဲ့အသက်တာကိုတွင်တင်ပေးတယ်ယေရှုခရစ်တော်နဲ့ကျမတို့တာ၍တူလာဖို့အတွက်နှုတ်ကပတ်တော်ကပြင်ဆင်ပေးတဲ့အရာတွေရှိပါတယ်ဒါကြောင့်မလို့မှန်ကိုကြည့်တဲ့အခါမှာကျမတို့မျက်နှာမှာရှိတဲ့အညစ်အကြေးတွေကိုကျမတို့မြင်ရတယ်ငါမျက်နှာလေးမှာတော့ဘယ်အရာလိုအပ်တယ်ဘာလေးကိုပြင်လိုက်မယ်ဆိုပြီးတော့ဒီနေ့မျက်နှာမှာလှပဖို့အတွက်လူတွေကငွေကြေးများစွာအကုန်ကြခံပြီးတော့လှုပ်ဆောင်နေတဲ့အရာတွေရှိပါတယ်
ဒါပေမဲ့ကျွန်တော်တို့ဝိညာဉ်ရဲ့အသက်တာမှာတော့ကျွန်တော်တို့ကအဲ့ဒီအရာကိုယ့်ရဲ့ဝိညာဉ်လှပဖို့အတွက်ဝိညာဉ်ချမ်းသာဖို့အတွက်တော့ကျွန်တော်မေ့လျော့တတ်ကြပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်မှာကျမ်းမာခြင်းကိုကျွန်တော်တို့စစ်ဆေးတဲ့အခါမှာဒီတိုင်းကြည့်ရုံနဲ့ဒီလူတယောက်ကအထဲမှာဘာယောဂဖြစ်နေလဲဆိုတဲ့အရာကိုမသိနိုင်ပါဘူးအဲ့ဒီလိုယောဂကိုသိဖို့အတွက်ကျမ်းမာခြင်းအတွက်သူ့အတွက်လိုအပ်တဲ့ဆေးတွေကိုက်ညီတဲ့ဆေးတွေကိုပေးဖို့အတွက်ယောဂစစ်ရပါတယ်စစ်တဲ့အခါမှာဆရာဝန်က physical ဘိုင်းဆိုင်ရာမှာသူစစ်ဆေးတဲ့အပြင်နောက်ထပ်လိုအပ်လာမယ်ဆိုရင်သွေးတွေဖောက်စစ်တယ်ဒါအပြင်လိုအပ်လာမယ်ဆိုရင် ultrasound နဲ့ x-ray တွေသူရိုက်တယ်နောက်ဆုံးဒါနဲ့မပေါ်ဘူးဆိုရင် CT scan နဲ့ရိုက်ပြီးတော့ဒီလူရဲ့အထက်မှာဘာဖြစ်နေလဲဘာတွေမှားယွင်းနေလဲဘာတွေလိုအပ်လဲဆိုတဲ့အရာကိုယောဂရှောက်ဖွေးပြီးတော့ဆရာဝန်တွေကကုသရတယ်လို့ပဲကျမတို့ဝိညာဉ်ရေးရမှာလဲအဲ့ဒီလိုကျမတို့ရဲ့ဝိညာဉ်အတ္တတာထဲမှာဘာလိုအပ်နေလဲဆိုတဲ့အရာကိုနှုတ်ကပတ်တော်ဆိုတဲ့မှန်ကကျမတို့ကိုဖော်ပြပေးတာဖြစ်ပါတယ်နှုတ်ကပတ်တော်ကကျမတို့ရဲ့အတ္တတာထဲမှာဖခင်ရဲ့အလိုနဲ့ဘေးရာဆန့်ကျင်ဘက်ဖြစ်နေလေတခါလေမှာကျမတို့ကအပြင်ပိုင်းမှာကြည့်လိုက်တော့အားကြီးတယ်လို့ထင်ရတယ်ဒါပေမဲ့နှုတ်ကပတ်တော်မှန်နဲ့ကြည့်လိုက်တဲ့အခါမှာအော်ငါကအားနေနေတယ်ဝိညာဉ်ရမှာအားနေနေတယ်ငါဝိညာဉ်အစာတွေစားဖို့လိုအပ်တယ်ဒါမှမဟုတ်လေငါကဖခင်မကြိုက်တဲ့အရာတစ်ခုကိုလုပ်မိနေတယ်ဒါမှမဟုတ်လေငါရဲ့အတ္တတာထဲမှာဒီလိုလေးပြုပြင်လိုက်ဖို့လိုအပ်တယ်ဒါကတော့ဖခင်မနစ်သက်ဘူးဆိုတဲ့အရာတွေကိုနှုတ်ကပတ်တော်ကကျမတို့ကိုအမြဲတမ်းစစ်ဆေးပေးတဲ့အရာဖြစ်ပါတယ်အဲ့ဒီစစ်ဆေးမှုကိုကျမတို့ကခံယူပြီးတော့ဒီတိုင်းပဲနေလိုက်တာမဟုတ်ဘဲနဲ့ကျမတို့ကတန်ရှင်တော်ဝိညာဉ်တော်ဖခင်ပြုပြင်ခြင်းအပြင်ဝိညာဉ်တော်ရဲ့တကောအပြင်ကျမတို့ကဖခင်ရဲ့အလိုတော်နဲ့ညီအသက်ရှင်ပြီးတော့ရှောက်လန်းဖို့အရန်ရည်ကြီးပါတယ်နှုတ်ကပတ်တော်ကိုသိပြီးတော့အဲ့ဒီအရာကိုအသက်မရှင်တဲ့လူတွေဟာဆိုရင်တဲ့မှန်ထဲမှာကိုယ့်ရဲ့မျက်နှာကိုပဂရိမျက်နှာကိုကြည့်ပြီးတော့တခြားကိုသွားတဲ့အခါမှာကိုယ့်ရဲ့မျက်နှာကဘလို့ဖြစ်နေလဲဆိုတဲ့အရာကိုသူကမေ့လျော့တတ်တဲ့အရာကိုဖော်ပြထားတယ်ပြောချင်တာကသူ့ရဲ့မျက်နှာမှာမျက်ချီးတွေရှိနေလားသူ့ရဲ့မျက်နှာမှာတရေတွေပေနေလားဆိုတဲ့အရာကို तू မသိတော့ဘူးစေးကြောလည်း तू မစင်စားတော့ဘူးအဲ့ဒီမျက်နှာကြီးနဲ့နော်ကိုယ့်ရဲ့ဆွေမျိုးတွေကိုသွားတွေ့တာလားကျမတို့အလုပ်တွေကိုသွားတာလားအဲ့ဒီမျက်နှာကြီးနဲ့လဲတယ်ဆိုရင်တော့တွေ့ရဲ့လူကဒီလူကဘလို့ဖြစ်တာလဲစိတ်ကောမှန်သေးရဲ့လားဒီလူကဘလို့ဖြစ်တာလဲဆိုပြီးကျမတို့ကသူတစ်ပါးရဲ့ဝေဖန်ခြင်းကိုခံရမယ်ဒါကြောင့်မလို့ယုံကြည်သူရဲ့အတ္တတာဟာဖခင်ရဲ့နှုတ်ကပတ်တော်ကိုတည်ပြီးတော့ထိုနှုတ်ကပတ်တော်ပေါ်မှာယက်တီရှောက်လန်းအသက်ရှင်တတ်ဖို့အရန်ကိုအရေးကြီးပါတယ်ဒါကြောင့်မလို့တမန်ကျမ်းစာတစ်ပိုက်ကဒီလိုပြောပါတယ်ကောလောသဲခန်းကြီး3ငယ်16မှာခရစ်တော်၏နှုတ်ကပတ်တရားသည်ပညာအမျိုးမျိုးနှင့်သင်တို့အထဲ၌ကြွယ်ဝစွာတည်နေ၍သင်တို့သည်စာလံသခြင်းမှစသောဓမ္မသခြင်းအမျိုးမျိုးအားဖြင့်အချင်းချင်းတို့ကိုဆုံးမသွန်သင်ခြင်းတတိပေးခြင်းကိုပြု၍နူးညွတ်သောစိတ်နှလုံးနှင့်ဘုရားခင်ရှေ့တော်၌တင့်တယ်လျောက်ပတ်စွာသခြင်းဆိုကြလော့ဒီနေရာမှာခရစ်တော်ရဲ့နှုတ်ကပတ်တော်ဟာကျွန်တော်တို့အထဲမှာတည်ရှိနေဖို့ရန်ရည်ကြီးတယ်တည်ရှိနေတဲ့အခါမှာပညာအမျိုးမျိုးပညာတစ်ခုတည်းမဟုတ်ဘဲနဲ့ပညာမျိုးမျိုးကျွယ်ဝစွာနဲ့ကျွန်တော်တို့အထဲမှာတကယ့်ကိုပြည့်ရှံနေဖို့အတွက်အရန်ကိုအရေးကြီးတယ်ဒါမှသာလေသင်ဟာခက်ခဲခြင်းတွေရင်ဆိုင်လာတဲ့အခါမှာနှုတ်ကပတ်တော်နဲ့ပြန်ပြီးတော့ဘုရားခင်ကငါ့ကိုဝမ်းမြောက်ဖို့ပြောထားတယ်မကြမ်းမချင်းလာတဲ့အခါမှာဘုရားခင်နှုတ်ကပတ်တော်ကငါ့ကိုကြမ်းမာတယ်လို့ပြောထားတယ်စသဖြင့်ကျွန်တော်တို့ကအဲ့ဒီနှုတ်ကပတ်တော်ကသာလေကျွန်တော်တို့ရဲ့အတ္တတာကိုပြုပြင်ပေးနိုင်တာဖြစ်ပါတယ်ပညာမျိုးမျိုးလို့ကျွန်တော်တို့ပြောတဲ့အခါမှာကျွန်တော်တို့အဖိုးဖွားတွေလက်ထက်မှာသူတို့တောင်ယာတွေကိုလှုပ်ဆောင်ကြတယ်တောင်ယာသွားတဲ့အခါမှာသူတို့ကဓားကိုယူသွားရတယ်ဓားယူသွားမှသာလျှင်သူတို့လိုအပ်တဲ့နေရာမှာအဲ့ဒီဓားကိုအသုံးပြုလို့ရပါတယ်အကယ်၍သူတို့ကတောင်ယာမှာအနေနဲ့တစုံတစ်ခုတွေ့လာတယ်သူတို့ကိုတိုက်ခတ်ခြင်းတားကောင်းတွေတွေ့လာတယ်ဆိုရင်အဲ့ဒီဓားနဲ့ပဲသူတို့ကာကွယ်ရတယ်နောက်ထပ်အဲ့ဒီဓားကဘာလုပ်လို့ရသေးလဲဆိုရင်သူတို့ဝါးတွေကိုခုတ်ပြီးတော့ဝါးတိုင်တွေကိုခုတ်ပြီးတော့သူတို့အတွက်လိုအပ်တဲ့တောင်ယာတဲတွေစောက်လို့ရတယ်အမိုးတွေကိုသူတို့ဖြတ်လို့ရတယ်အဲ့ဒီအမိုးတွေကိုဒီဓားလေးနဲ့ပဲသူတို့နှီးတွေကိုဖြတ်တယ်ဓားကတော်တော်လေးကိုအသုံးဝင်တယ်သူတို့လိုအပ်တဲ့တောင်ယာတဲတွေကိုအဲ့ဒီနေရာမှာပဲစောက်ကြတယ်အခင်းတွေကိုဒီဝါးတွေနဲ့ဝါးတွေကိုသူတို့ရက်ပြီးတော့ခင်းလုပ်လို့ရတယ်ဒါပြင်သူတို့ကဒီဓားတွေကိုအသုံးပြုပြီးတော့ဟင်းသီးဟင်းရွက်တွေကိုလိုက်ရှာတယ်ဟင်းသီးဟင်းရွက်တွေကိုဖြတ်တောက်ပြီးတော့ချက်ပြုတ်တယ်လိုအပ်တယ်လို့ပေါ့နော်သူတို့ခုတ်ထစ်ပြီးတော့ချက်ပြုတ်တဲ့အခါမှာတကယ်ကိုရတာရှိတယ်အစားတောက်တွေကိုလည်းစားလို့ရပြန်ပါတယ်ဒါကြောင့်မလို့ဒီဓားကသူတို့အတွက်အရန်ကိုသုံးဝင်တယ်သူတို့ထားခဲ့လို့မရဘူးသူတို့ယူသွားရတယ်မေ့ခဲ့လို့မရဘူးဒီလိုပဲကျွန်တော်တို့ရဲ့အတ္တတာထဲမှာနှုတ်ကပတ်တော်ကကျွန်တော်တို့သွားတဲ့နေရာတိုင်းမှာဒီနှုတ်ကပတ်တော်ကိုကျွန်တော်ယူဆောင်သွားလို့ရပါတယ်နှုတ်ကပတ်တော်ဟာကျွန်တော်တို့အထဲမှာပညာအမျိုးမျိုးနဲ့ရှိနေဖို့အရန်အရေးကြီးပါတယ်ဒ
နှုတ်ကပတ်တော်ထဲမှာတည်ခြင်းအပြင်အဲ့ဒီဘုရားခင်ပေးခြင်းတဲ့ပညာတွေကကျမတို့အတွက်လိုအပ်တဲ့နေရာမှာလိုအပ်သလိုအဲ့ဒီပညာတွေကိုကျမတို့အသုံးပြုလို့ရပါတယ်နှုတ်ကပတ်တော်ထဲမှာလူငယ်တွေနဲ့ပတ်သက်တဲ့ဉာဏ်ပညာနဲ့ပတ်သက်တဲ့အရာတွေကိုရှောက်ဖွေတူးဖော်လို့ရတယ်လူငယ်တွေဘယ်လိုလှုပ်ဆောင်ရမလဲလူကြီးတွေဘယ်လိုလှုပ်ဆောင်ရမလဲအမျိုးသားတွေဘယ်လိုအသက်ရှင်ရမလဲအမျိုးသမီးတွေကဘယ်လိုအသက်ရှင်ရမလဲဆိုတဲ့တွင်တင်ချက်တွေများစွာရှိတဲ့အရာကိုဒီနှုတ်ကပတ်တော်ထဲမှာပညာနဲ့တည်ရှိနေတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒါအပြင်အုတ်ချုပ်ခြင်းနဲ့ဆိုင်တဲ့အရာတွေနော်ခေါင်းဆောင်မှုနဲ့ဆိုင်တဲ့အရာတွေအပြင်ပလောကမှာခေါင်းဆောင်နဲ့ပတ်သက်တဲ့အရာတွေများစွာတွင်တင်တဲ့အခါမှာဒီနှုတ်ကပတ်တော်ကခြံလက်ထားလို့မရပါဘူးအရန်ကိုနာမည်ကြီးတဲ့ John C. Maxwell ဟာဆိုရင်လေသူဟာခေါင်းဆောင်မှုနဲ့ဆိုင်တဲ့အရာတွေကိုသင်တန်းပို့ချတဲ့အခါမှာနှုတ်ကပတ်တော်နဲ့ညီတွင်တင်လမ်းပြတဲ့အရာတွေကိုကျွန်တော်တို့တွေ့ရပါတယ်ဒါအပြင်နှုတ်ကပတ်တော်ထဲမှာလူမှုရေးနဲ့ပတ်သက်တဲ့အရာတွေလူအချင်းချင်းဘယ်လိုဆက်ဆံရမလဲနော်ဆိုတဲ့အရာတွေပါဝင်တယ်ဒါအပြင်အသင်းတော်ခေါင်းဆောင်တွေဆိုရင်မိမိရဲ့အသင်းတော်ကိုဘယ်လိုအုပ်ချုပ်ရမလဲဘယ်လိုစီမံခန့်ခွဲရမလဲဆိုတဲ့အရာတွေပါဝင်ပါတယ်ကျမတို့ဘာသာရေးနယ်ပယ်မှာပဲမဟုတ်ဘဲနဲ့နယ်ပယ်ပေါင်းစုံမှာဒီနှုတ်ကပတ်တော်ဟာတကယ်ကိုဉာဏ်ပညာနဲ့ပြည့်စုံတဲ့နှုတ်ကပတ်တော်ဖြစ်ပါတယ်လိုအပ်တဲ့အရာကတော့ကျမတို့အဲ့နှုတ်ကပတ်တော်ကိုယူဆောင်သွားဖို့နှုတ်ကပတ်တော်အထဲမှာကျမတို့တည်နေဖို့ဒါလျှင်အရန်ကိုအရေးကြီးပါတယ်ဒါကြောင့်မလို့ဘုရားရဲ့နှုတ်ကပတ်တရားဟာခရစ်တော်ရဲ့နှုတ်ကပတ်တရားဟာပညာမျိုးမျိုးနဲ့ကျမတို့အထဲမှာတည်နေဖို့အရန်ကိုအရေးကြီးပါတယ်ယေရှုခရစ်တော်ဟာဆိုရင်ဉာဏ်ပညာဖြစ်တယ်လို့လည်းတမန်ကျမ်းစာကဖော်ပြထားပါတယ်ယေရှုခရစ်တော်ကိုရရှိတဲ့သူဟာဉာဏ်ပညာနဲ့ပြည့်စုံဖို့အရန်အရေးကြီးပါတယ်ခရစ်တော်ဟာနှုတ်ကပတ်တော်ဖြစ်တဲ့အတိုင်းပဲအဲ့ဒီနှုတ်ကပတ်တော်ဟာကျမတို့အထဲမှာတည်နေမှသာလျှင်ကျမတို့ဟာဘုရားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားတဲ့အသက်တာတွေဖြစ်လာမှာဖြစ်တယ်ဘုရားသခင်ကမင်းကိုဘယ်လိုဖြစ်စေခြင်းလဲဆိုတော့တွင်တင်ချက်တွေကနှုတ်ကပတ်တော်ထဲမှာသာလျှင်ရှိတာဖြစ်ပါတယ်အဲ့ဒီလိုကျမတို့ကိုတွင်တင်လာတဲ့အခါမှာကျမတို့ကဟုတ်ပြီငါကတော့ဒီလိုလူဖြစ်တယ်ဆိုပြီးတော့မေ့လျော်ပြီးတော့မှန်ကိုကြည့်ပြီးတော့ကိုယ့်ရဲ့မျက်နှာမှာဘာလို့အဲ့လဲဆိုတာမေ့လျော်ပြီးတော့ထွက်သွားတဲ့သူကဲတော့မဟုတ်ဘဲနဲ့ပြန်လဲပြီးတော့ဝိညာဉ်တော်ရဲ့လမ်းပြခြင်းဝိညာဉ်တော်ရဲ့ပုံသွင်းခြင်းကိုပြုပြင်ခံရတဲ့အခါမှသာလေကျမတို့ကဘယ်နေရာပဲသွားကျမတို့ကိုမြင်တဲ့သူတိုင်းကကျမတို့အထဲမှာရှိတဲ့ယေရှုခရစ်တော်ကိုမြင်လာမှာဖြစ်တယ်မျက်နှာမတက်တဲ့သူကဲတော့မဟုတ်ဘဲနဲ့မျက်နှာတက်ပြီးတော့မျက်နှာမှာလိုအပ်တဲ့အရာတွေကိုပြင်ဆင်လိုက်တဲ့အခါမှာသူတစ်ပါးကကျမတို့မြင်တဲ့အခါမှာတကယ်ကိုဖခင်ရဲ့ဘုန်းတော်နဲ့ပြည့်ဝတဲ့အသက်တာကဲ့သို့ဖခင်ရဲ့ထင်ရှားခြင်းခရစ်တော်ကိုလူတွေကမြင်တွေ့လာမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျမတို့အသက်တာဟာနှုတ်ကပတ်တော်ကိုကြားယုံမဲမဟုတ်တဲ့လက်တွေ့အသက်ရှင်တဲ့အခါမှာဘုရားခင်ဘုန်းတော်ကိုတည်ဆောင်တဲ့အသက်တာတွေဖြစ်လာမှာဖြစ်ပါတယ်ဘုရားကိုလူတွေမြင်တွေ့ပြီးတော့ချီးမွမ်းစရာအကြောင်းဖြစ်လာမှာဖြစ်ပါတယ်ကျမတို့အသက်တာအဖြစ်ဘုရားခင်ပြုချင်တဲ့အရာတွေဘုရားခင်တီးဆွေလိုတဲ့အသီးတွေကျမတို့အသက်တာထဲမှာရှိပြီးတော့လူများစွာတဲ့ထိုအသီးတွေဟာကောင်းကြီးမင်္ဂလာဖြစ်လာမှာဖြစ်ပါတယ်ဒါကြောင့်မလို့နှုတ်ကပတ်တော်ကိုကြားတော်သူကဲ့သို့မဟုတ်ဘဲနဲ့နှုတ်ကပတ်တော်ရဲ့ပြုပြင်ခြင်းနဲ့လမ်းပြခြင်းနာခံခြင်းလိုက်လျှောက်အသက်ရှင်ခြင်းအပြင်တည့်ရဲ့အသက်တာထဲမှာထိုနှုတ်ကပတ်တော်ကောင်းကြီးအသီးကိုတီးနိုင်တဲ့တယောက်ချင်းစရာအသက်တာဖြစ်ဖို့ဘုရားရှင်ကောင်းကြီးပေးပါစေ